ပျော်ပြီးတော့လှုပ်လိုက်မိတဲ့အရာတစ်ခုကြောင့်အမျိုးသားစီကဆူရာခံနေရတဲ့ဆိုရဲဝတ်မုံရွှေပရိသတ်ကြီးတို့မင်းသမီးချော်လေးကယ်ဒမီဝတ်မုံရွှေကတော့အိမ်တော်ရေးကံကောင်းတဲ့အမှုပညာရှင်တွေကတယောက်ပဲဖြစ်ပါရီ။အိုစဘောင်းရုပ်ချောအိမ်နာဘက်ကိုရထားတဲ့ပြင်အချစ်တွေတဝါကြီးခန်းနေရတာကြောင့်ပရိသတ်တရားသူမကိုအားကျနေခဲ့တဲ့ဆိုလေမမှားပါဘူးရှင်။အမှုပညာလောကရဲ့ထိတ်တန်းကျယ်ဝေမင်းသမီးဖြစ်တဲ့ဝတ်မုံရွှေကတော့ဒီလိုမျိုးအိမ်နာဘက်ကောင်းရှာပြရတောင်းမှသူမရဲ့အမှုပညာလောကမဆိုလို့သေးပဲနေပရိသတ်တွေကိုအမြဲတမ်းရုပ်ရှင်ဇာတ်ကားတွေနဲ့ချပြဖို့စူးစမ်းနေစေဖြစ်ပါရီ။သူမရဲ့စူးစမ်းမှုတိပွင့်ရှားလက်နေနဲ့လေမကြသေးခင်ကမှဝတ်မုံရွှေဟာကယ်ဒမီစုတစ်စုကိုထက်စစ်စုခုရရှိခဲ့ပြန်ပါရီ။ဝတ်မုံရွှေကိုချစ်တဲ့ပရိသတ်တွေကတော့သူမရဲ့နောက်ချက်အောင်မြင်မှုပန်းနိုင်တစ်ခုတွေ့သူမကိုအကြီးကျယ်ချီးကျူးအားပေးခဲ့ကြပါရီ။အဲ့လိုမျိုးသူမကိုချီးကျူးအားပေးခဲ့ကြတဲ့သူတွေကမှသူမရဲ့ချစ်လာစွာသောအိမ်နောက်ဘက်မျိုးသားလေးလည်းပါပါရီ။ဝတ်မုံရွှေဟာလေသူမရဲ့မျိုးသားဟာသူမကိုအနောက်ကနေအမြဲတမ်းစပို့ပေးတဲ့သူဖြစ်ကြောင်းအမြဲတမ်းမီဒီယာတွေကိုပြောလေးရှိပါရီ။ဒီစကားဟာဆိုရင်သူမအကယ်ဒမီစုကိုလက်ဝဲပိုင်ဆိုင်လိုက်တဲ့ချိန်ကြမှာပို့ပြီးတည်တာလာခဲ့တာပါ။ဘာလို့လဲဆိုတော့အကယ်ဒမီပြပွဲမှာစုကြညာတဲ့ချိန်မိမဖြစ်သူတွေစိတ်လှုပ်ရှားစွာစောင့်ကြည့်နေတဲ့ကိရဲ့မျိုးသားပုံရိပ်ဟာပရိသတ်တွေကြားပြန့်နှံ့လာလို့ပဲဖြစ်ပါရီ။ဒီဗီဒီယိုထဲမှာဆိုရင်ဝတ်မုံရွှေရဲ့ခင်မော်နိုင်ပြိုးကြုံဟာသူ့မိမအကယ်ဒမီတွေဘလောက်တောင်မှစိတ်လှုပ်ရှားပေးနေပြီးတကယ်ရသွားတဲ့ချိန်မှာလည်းဘလို့မျိုးကြည်နေပျော်ရွှင်နေလဲဆိုတာပရိသတ်တွေအားလုံးလည်းသိကြမှာပါ။မြေုံနဲ့ကြည်နူးစရာကောင်းတဲ့အဲ့ဒီဗီဒီယိုဟာပရိသတ်တွေကြားပြန့်နှံ့သွားခဲ့ပြီးတော့လူပြောများပြီးတော့လူကြည်များလာခဲ့ပါရီ။ဒီဗီဒီယိုကြောင့်ဝတ်မုံရွှေကိုအားကြရတဲ့သူတွေရှိလာသလိုသူမရဲ့မျိုးသားကိုချီးကျူးကြတဲ့ပရိသတ်တွေလည်းပေါ်လာခဲ့ပါရီ။ဒါပေမဲ့ဝတ်မုံရွှေကတော့မကြသေးခင်ကမှသူမရဲ့အင်တာဗျူးတစ်ခုမှာအဲ့ဗီဒီယိုကြောင့်သူမမျိုးသားစီကနေစုခံလိုက်ရတယ်ဆိုတာကိုထုတ်ပြောလာခဲ့ပါရီ။ဝတ်မုံရွှေဒီနဲ့တော့ဒီတိုင်းအပျော်သဘောတင်လိုက်ပေမဲ့ကြီးစုသူအရန်များပြီးတော့ပေါက်သွားတာကြောင့်လူရှိသိမ့်မထွက်ပြလေးမရှိတဲ့သူမရဲ့ခင်မောတော်အနှောက်အယှက်ဖြစ်သွားပုံရပါရီ။ဒါကြောင့်ဗီဒီယိုကိုဘာလို့တင်လိုက်ရလဲဆိုပြီးတော့သူမရဲ့မျိုးသားစီကနေစုခံစိတ်ဆိုးခံလိုက်ရသလိုဖြစ်သွားတာပဲဖြစ်ပါရီ။ဝတ်မုံရွှေကတော့သူ့ယောက်ျားရဲ့ reaction ကိုပရိသတ်တွေသဘောကျအောင်ချပြလိုက်တဲ့ဆိုပေမဲ့ထင်ထားတာထက်ပိုပေါက်သွားတာကြောင့်အခုလိုပြန်စုခံလိုက်ရခြင်းလေးဖြစ်ပါရီပရိသတ်ချို့ကတော့သူမစုခံရတယ်ဆိုလို့စိတ်မကောင်းဖြစ်နေကြတာလည်းရှိပါရီဝတ်မုံရွှေဟာဒီလိုမျိုးစုခံလိုက်ရှာပေမဲ့ပရိသတ်တွေဟာဗီယိုလေးကိုကြည့်ပြီးတော့ကျင်းတဲ့ခါကြည်နူးတယ်ဆိုလို့ဝမ်းသာခဲ့ရပြီးသူမမျိုးသားကိုလည်းဝိုင်းချစ်ပေးကြတဲ့အတွက်ပျော်ရွှင်နေကြရတယ်လို့ဆိုပါရီဝတ်မုံရွှေကိုချစ်တဲ့ပရိသတ်တွေကတော့ဘသူဘာပြောပြောအဲ့ဗီဒီယိုလေးထဲမှာပါတဲ့အမျိုးသားဖြစ်သူရဲ့ပုံစံလေးကိုသဘောကျနေမိတာကြောင့်နောက်ထပ်ဒီလိုကြည်နူးစရာလေးတွေဆက်ကြည့်နိုင်ဖို့မျှော်လင့်နေပါရီဝတ်မုံရွှေကိုလည်းဒီလိုမျိုးရုပ်ချောပြီးတော့အောင်မြင်နေတဲ့ပြင်သူမကိုလည်းရမ်းချစ်ပေးတဲ့မျိုးသားကိုပိုင်ဆိုင်ထားတဲ့အတွက်ပရိသတ်တွေကအားကြပြီးရင်အားကြနေကြသလိုနောက်ထပ်ပျော်ရွှင်မှုတွေအောင်မြင်မှုတွေထပ်ပိုင်ဆိုင်နိုင်ဖို့ကိုလည်းသူမရဲ့ပရိသတ်တွေကဆူတောင်းပေးနေကြပါသေးတယ်ဘလို့ပဲဖြစ်ဖြစ်ကိုတွေအမြဲကုန်ချူပြီးတော့အနောက်ကနေစပို့ပေးတဲ့ယောက်ျားမျိုးရရှိထားတာကတော့ဝတ်မုံရွှေရဲ့ကံကောင်းမှုတစ်ခုပါပဲအခုကြည့်နေတဲ့ပရိသတ်ကြီးတို့ရောဝတ်မုံရွှေကိုအားကြမိရလားဘလို့မျိုးမျိုးသားကိုပိုင်ဆိုင်နေကြပြီလဲဆိုတာကွန်မန့်မှာမှတ်ခဲ့ပေးပါအောင်ရှင်အစောဒီနာဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်